ဒီနေ့တော့တာဇူမက်ကီနဲ့ cycle rep နဲ့အဆက်လို့ဆက်လက်ပြောမှာဖြစ်ပါတယ်။ဒီနေ့ချပ်ပတာတော့တာဇူမက်ကီတဲ့ monster scan တစ်ခုလုံးမြေပေါ်ဆွတ်တင်လာပိုင်းတော့မြင်ရမှာဖြစ်ပါတယ်။ချပ်ပတာအစမှာဖိုဘူကီတို့3ယောက်ကိုတာဇူမက်ကီအကာအကွယ်ပေးထားဖိုဘူကီကတော့ဘန်တို့ဒီထက်နေမထွက်ဘူးဒီထက်မှာအနေကင်းပြီးတော့သူ့မှာသူ့ဒီလိုအကာအကွယ်တိုင်းပြင်အောင်မလုပ်နိုင်ဘူးလို့ရုပ်တရက်အောက်ကနေမြေကြီးကနှစ်ချမ်းကွက်ထွက်သွားပြီးတော့ဘန်ကတော့အကာအကွယ်သာ mission သူတို့တော့ကြွပြီးတော့မင်းမအောင်ကျေးဇူးတင်ရှိုင်းပါတယောက်ကတော့ even natural water အရင်နေ့တော့ခံရပြီးတော့ခောက်လာနိုင်အောင်ဖြစ်တာဇူမက်ကီအကာအကွယ်အပြင်ကိုဆွဲထုတ်ပေးလိုက်ပြီး islet တာတို့မှ3ယောက်ကိုပါဆက်လက်ကောက်ွယ်ထားတယ်။ခမ်းမြောက်ဝမ်းမျိုးကခဏရပစ်ကောက်လေအကောက်ွယ်ဖိထားတဲ့ပြီးဝမ်းမျိုးမရအောင်ဆက်လက်လုပ်ပေးတယ်။ကာရိုတယောက်ကြောင့်မှောက်နေတဲ့ prisoner ကိုလည်းကောက်ွယ်လိုက်တာကြောင့် prisoner ကတော့ဘာဖြစ်နေမှမသိမဲ့ဒါကြီးကိုနတ်သမီးရဲ့ကိုရောင်ကိုဝါလို့ခေါ်ရမယ်။ဒါကြောင့်နတ်သမီးလို့ဘောလုံးမျိုးနေလို့ဆိုရော mind mask ကအကောက်ွယ်ရောက်သူ့ကွာဟိုကကုန်းလေးလိုပြော့ပြီးတော့သူကတော့မူးနေပြီအကလေးလည်းမင်းဘာလို့လိုကြီးဖြစ်နေရလဲလို့မေးနေ။ဟိုကတော့အဆောင်ပြောကြတော့ကြားပြီး flag ကတော့ hero ဘယ်လိုပြန်မဆုတ်ကြတရားလဲလို့ပြောနေတော့အပေါ်ကအချက်တစ်ခုကသူတို့စီပြုတ်ကြလာတဲ့အတွက် cycle ကအဆုံးသက်ပြီးတော့လောက်နေ flag ကတော့ cycle နဲ့ကြောင်းရှိပြီးပြေးဖို့လောက်တော့ last man ကတော့အတမွဲဆောင်တဲ့အဆုံးသက်ဖို့လုပ်နေအကာဝန်တစ်ခုတားစီရောက်ခါရပြီးဘာကြီးတဲ့ဆိုပြီးကြောင်းနေတော့မဆောင်မတော့တာဆုမကီလာ last man ကို sorry mission တစ်ခုပေါ်လာလို့ပြောရင်ဒီဘောတက်သွားတယ် last man ကမင်းကလည်းကပြင်းမလို့ဆရာဘူးလို့ onion နေရလက်ဖြည်းနဲ့ကျင်းလာတော့နဲ့ကထားမှလည်းအတမဆောင်ကသူ့လက်နဲ့ခဏကိုဝမ်းချနောက်ဆက်ပါနဲ့စနက်ခဏလေးရဆိုပြီးတော့ last man ကိုပြောခဲ့လိုက်တယ်တာဆုမကီနဲ့ cycle ကိုပြန်မြင်ရပြီးတော့ cycle ကတော့တာဆုမကီအစွမ်းနေထုံနေမြင်ရပြီးဒီအစွမ်းနေမင်းဒီရာရုပ်တောင်းတဲ့ဘောလို့ပြောနေတော့တာဆုမကီကသူ့ဆောင်တော့တောင်းချရတာဆုမီအဆွမ်းကြောင့်အဆောက်အဦတွေမှာတုံခါမှု SMS ပေးလာပြီး set series တစ်ခုလုံးအကွဲကြောင်တစ်ခုဖြစ်ပေါ်လာမေလူကြီးတစ်ခုလုံးကတော့မြေကြီးပေါ်ကိုထိုးတက်လာတော့ဒီလိုပွဲစီကစောင့်ကြည့်နေကြရင်မြေကြီးအပေါ်ကိုထိုးတက်လာတဲ့မေလူကြီးကိုကျင်ထင်းနေကြတသမီးကတော့ monster scan တစ်ခုလုံးဆက်လက်ဆွဲတင်ပြီးနောက်ဆုံးမြေပေါ်ရောက်ချလာတော့ကင်းတယောက်ကတော့ခလေးကိုဖတ်ထားရင်တုံခါမှုတွေရက်ပြီးသူ့ဘေးမှာလည်းထူးဆန်းတဲ့အလင်းနေပါလားခလေးကတော့ဒါကင်းအဆွမ်းမလာတော့မင်းနေကင်းတယောက်ကတော့သူ့ဘေးကိုကျင်ပြောစရာစကားလုံးတော့ပြောဆုံးဝင်ခလေးကတော့ဘာဖြစ်ညာလဲမေရောသူတို့တက်လေကအချိန်နဲ့အောက်ကိုထိုးကြရင်ကင်းတို့ကတော့ကြောက်လန့်နေကြတဲ့အော်ဟစ်နေကောင်တွေက break ကိုတတိထားမိပြီးကင်းကိုပြောလိုက်တော့ကင်းတယောက် brain ကိုအမြန်ဆွဲအချိန်ချောင်းအောင်လုပ်နေမှလည်းအလုံးမဖြစ်မှသိလိုက်ရတော့သူတို့နောက်ကနေပေါ်လိုက်လာတဲ့ monster အကောင်ပေါ်တက်လေကရပြရသွားတယ်။ပြီးမြောပြန်ကျလာတဲ့ကျင်းတို့ကိုဂျီနိုကတွေ့ပြီးတော့ဒီနေ့ကဘာလုပ်နေရလဲ။ဆရာဥပမာနဲ့တခြားသူတွေရောအဆင်ပြေလာမိလိုက်တယ်။ကင်းကတော့တခြားလူတွေတော့မသိဘူးလို့ပြောနေ။အစောမှာကင်းတို့တက်လေကကြောင်ပြကြသွားတယ်။အိုရီယာအစိတ်ပိုင်းနဲ့မသိသေးပဲအသက်ရှင်မှသိထားမိရ။ဂျီနိုကတော့အသက်ရှင်နေတဲ့အစိတ်ပိုင်းကိုမိမှတ်ပြလိုက်တော့ဂျီနိုတယောက်ပြီးပြမှာထောင်းတက်နေတဲ့ monster စကန်စီကနေထူးဆန်းတဲ့ monster ကိုအခံမိလိုက်။ဒါဆိုမဲ့ကြောင်အဆောင်အောင်ကြတဲ့အနေနဲ့ပြန်ထွက်လာပြီသူထွက်လာတော့ကနေမီးတန်းတွေကထွက်လာပြီးအဆောင်ပိုင်းအလင်းကနေမီးတန်းတစ်ခုစုစည်းသွားတော့တာဇမက်ကကြည့်နေပောက်ခွဲချသွားအထင်းကနေပြီးဆက်ကောတယောက်ထွက်ချလာတယ် original ပေါင်းဆက်တာစိုက်ကောနောက်တစ်ချိန်ပြန်ပြီးပါပြီနောက်ဆုံးတော့အဆုံးသတ်ဖို့အချိန်ရပြီဆိုပြီးအဆောင်ကိုတက်ဖို့လုပ်ကြတော့နေရတော့ခါတော့အဆောင်ကနေမှမှောင်လို့အော်ရင်ချက်ပလိုက်လို့အဆုံးသတ်တာနောက်ပိုင်းမှာတော့ဂျင်းရတာဇမက်ကစိုက်ကောပါပြီးရင်ဆန်နေရမှာတာဇမက်ကနောက်ပိုင်းမျိုးယူဘယ်လိုလုပ်မလဲဆိုတော့အောက်မြော်ရမှာ